မင်္ဂလာပါ Hello Foodie ကပါမွေးနေ့ကိတ်လုပ်တဲ့ဗီဒီယို Cake Decorating ဗီဒီယိုလေးစဆုံးရပါပြီရှင် Cake Decorating ဗီဒီယိုအရှည်လေးတွေကတော့အရင်လောက်တိတ်မတင်နိုင်တော့ဘူးပေါ့နော်edit လုပ်ရတာလည်းနည်းနည်းကြာလို့အချိန်ပေးပြီးတော့ full video လေးတွေတခြားပြန်လုပ်နေပါတယ်နော်ကိတ်လေးကတော့အောက်ထက်က8လက်မဆိုင်ကိုအပေါ်က4လက်မဆိုင်မီနီကိတ်လေးထပ်ထားပေးတာပါရှင်ကျွန်တော်ရဲ့ကိတ်လေးတွေကိုအမြဲတမ်းပို့ပေးတဲ့ delivery မောင်လေးကသူ့ရဲ့သမီးလေးအတွက်ဆိုပြီးတော့မှာထားတာပေါ့နော်ကျွန်တော်ကအပေါ်တယ်လေးကိုလက်ဆောင်လုပ်ပေးလိုက်ပါတယ်ကိတ်လုပ်ရရဲ့အမြက်ကတော့ဒါလေးတွေပါပေါ့နော်ကိုယ့်ရဲ့မိတ်ဆွေတငယ်ချင်းတွေအတွက်မွေးနေ့လေးတွေဆိုရင်သူတို့လာมาတယ်ဆိုရင်လည်းကျွန်တော်ကစိုက်ပိုကြီးတာလေးပဲဖြစ်ဖြစ်အဲ့လိုမျိုးလက်ဆောင်လေးတွေလုပ်ပေးဖြစ်ပါတယ်ရှင်အဲ့လိုလေးတွေလုပ်ပေးခွင့်ရတာကိုမှကြည်နူးစရာလေးပါနော်ကိုလက်ရကိုရဲ့ကိတ်လေးတွေကိုကိုရဲ့မိတ်ဆွေတွေကိုပေးခွင့်ရတယ်အဲ့လို Foodie ရဲ့ Facebook page လေးမှာလည်းလာတိုင်းလိုပေါ့နော်မီနီကိတ်လေးတွေလက်ဆောင်ဖောက်ပေးဖြစ်ပါတယ်ရှင်ဒီလလေးကတော့ကုန်ကျန်းလေးတွေရှားနေလို့မဖောက်ပေးရသေးဘူးနော်